အားလုံးပဲမင်္ဂလာပါဒီနေ့ခိုင်လေးတင်နန်းသူတယောက်လူသားပေါ်မှာရေးမှာပါခိုင်လေးတင်နန်းသူကဒီတစ်ခါမှလူသားပေါ်မှာမရေးဘူးသူအခုမှစရေးတာပေါ့နော်ဆိုတော့ဒီနေ့ဒီဗီဒီယိုလေးကတော့သူ့ရဲ့လက်ရာလေးတွေကိုပြချင်တာပါဒီနေ့ရေးတဲ့ပုံလေးရယ်ပြီးတော့ရှေ့ရက်တွေကသူရေးခဲ့တဲ့သူ့ရဲ့လက်ရာလေးတွေရယ်ဒါလေးတွေကိုခိုင်လေးကစုပြီးတော့ဒီဗီဒီယိုလေးနဲ့အတူပြပေးမှာပဲဖြစ်ပါတယ်ဆိုတော့ဒီတင်နန်းသူလေးရဲ့လက်ရာကိုလည်းအားလုံးကြည့်ပြီးတော့ဝေဖန်ပေးကြပါအောင်နော်ကဲဒီမှာဒီကတော့အသားရူပေါ်မှာထပ်ပြီးတော့လေးကျင်နေတဲ့တင်နန်းသူလေးဟဲလန်ပဲဖြစ်ပါတယ်။နှုတ်ဆက်လိုက်ပါဦး။ဘာလို့လဲအခုရေးနေတာဘာလို့အပ်လဲ။ model လိုအပ်တယ်ဟုတ်တယ်နော်အခုဒီတင်နန်းသူရဲ့လက်ရာဒါလေးတွေပါသူအခုသားရူပေါ်မှာဒီပုံရေးနေပါပြီဒါ new school ပုံလေးပေါ့နော်။ old school ပုံလေးပုံရေးနေပြီဒါအခုသူရေးပြီးသားတဲ့ဒါလည်း old school ပုံပါပဲ။ဒါသူ့ရဲ့အသားတို့ပေါ်မှာလေ့ကျင့်ထားတဲ့လက်ရာပါနောက်မှတော့မရှိတော့နောက်ဖြေထားတဲ့ပုံလေးကသူအိမ်မှာကြံခဲ့ရနေတူတယ်ဆိုတော့ဒီအသားတို့ပေါ်မှာရေးထားတဲ့လက်ရာဒါသူ့ရဲ့စူးစမ်းမှုပေါ့နော်ဒီစူးစမ်းမှုကိုအဆင်ပြေတယ်ဒီလက်ရာကိုကြိုက်နှစ်သက်တယ်ဆိုလို့ရှိရင်ဒီမှာဟဲလန်နဲ့လည်း model အရေးခံလို့ရပါတယ်ဆိုတော့ကဲဒီမှာပါဒါကတော့ဒီတင်နန်းသူလေးကလူသားပေါ်မှာဒုတိယအကြိမ်မြောက်ရေးထိုးနေတာပဲဖြစ်ပါတယ်ဆိုတော့သူကဒီစာလေးရေးညာပေါ့နော်ခိုင်လေးကလေတင်နန်းသားတွေကိုဘယ်တော့မှဝင်ပြီးစီတဲ့အလုပ်မလုပ်ခိုင်းဘူးသူတို့ကိုခိုင်လေးကအခြေခံကနေပဲစခိုင်းတယ်အခြေခံကတော့တက်တူးမှာဆိုလို့ရှိရင် line တွေရှိမယ်နံပါတ်1အခြေခံဒါ line တွေဒီ line ပြီးွားနဲ့နံပါတ်2 shape တွေပဲဒီ line တွေ shape တွေကိုကျင်ညက်နေအောင်ဖွတ်တလက်လက်ဖြစ်နေအောင်ခိုင်လေးကတေချာလေးကျင်ပေးပြီးတော့မှဒီပုံလေးကိုရေးခိုင်းတာပေါ့နော်ပုံရေးတဲ့အခါမှာလည်းခိုင်နေဘယ်တော့မှသူတို့ပုံကြီးတတ်မရေးခိုင်းဘူး။ဘာကြောင့်လဲဆိုသူတို့အရန်ဝင်ပြီးသွားမှာဆိုလို့ခုမှစရေးတဲ့ beginner တယောက်အနေနဲ့ကလက်စအရန်နေတယ်လက်စအရန်နေတဲ့သူရောနေပုံကြီးရေးဆိုပြီးတော့တန်းရေးခိုင်းလိုက်လို့ရှိရင်သူတို့အတွက်အများကြီးဝင်ပြီးသွားနိုင်တယ်။ဒါကြောင့်မို့လို့ခိုင်နေတနေ့တာပြီးမဲ့ပုံလေးတွေပဲစမ်းရေးခိုင်းတာပေါ့နော်။အဲ့ကနေပြီးမှပဲတဆင့်ပြန်တက်တာပါ။ဒါကြောင့်မို့လို့ခိုင်လေးတင်တဲ့တင်ရိုးပုံစံကိုကြိုက်တယ်ဆိုလို့ရှိရင်တော့တင်နန်းလာတက်လို့ရပါတယ်မဟုတ်လို့ရှိရင်တော့လာမတက်ပါနဲ့နောက်ပြီးအခုဆိုလို့ရှိရင်ခိုင်လေးကတင်နန်းကို3မျိုးခွဲထားတာမို့လို့တေးသေးချာချာကိုနဲ့ကိုက်ညီမဲ့တင်နန်းကိုရွေးချယ်ပြီးတော့မှတက်ပါမဟုတ်လို့ရှိရင်ပတ်စံကုန်နဲ့လူပင်ပန်းနဲ့အချိန်ကြီးနှမျောဖို့ရန်ကောင်းပါတယ်တေးသေးချာချာလေးလာပြီးတော့မှလာတက်ပါလို့ခိုင်လေးအားလုံးဖိတ်ခေါ်ခြင်းပါတယ်ဒီ17လပိုင်း1ရက်နေ့တင်နန်းအသစ်ပြန်စပါမယ်ဒါကြောင့်မို့လို့နာမည်စီရင်ကြိုပေးထားလို့ရပါပြီ